ဘိုးဘဆောက်ရှောက်ရဲ့အလုပ်ကနေ The Voice of Finland မှာ Grand Final ထိတက်လှမ်းပြီးမြန်မာကုံကိုဆောင်နိုင်ခဲ့တဲ့ကရင်တိုင်းရင်းသားကိုစောရှိန်အားလုံးပဲမင်္ဂလာပါဘင်းအောင် page လေးကနေကြိုဆိုလိုက်ပါတယ်။ဥရောပနိုင်ငံတစ်ခုမှာမြန်မာလူမျိုးတွေရဲ့ဂုဏ်ကိုမြင့်တင်ပေးခဲ့တဲ့ကရင်တိုင်းရင်းသားလေးတစ်ယောက်ရှိပြီးသူကတော့ကိုစောရှိန်ဖြစ်ပါတယ်။ဖင်လန်နိုင်ငံရဲ့အကြီးမားဆုံးသချင်းဆိုပြိုင်ပွဲကြီး The Voice of Finland မှာမြန်မာနိုင်ငံသားတယောက်အနေနဲ့ဝင်ရောက်ရှင်ပြိုင်ခဲ့တဲ့သူပါ။အစင်းစင်းကိုတက်လှမ်းနိုင်ခဲ့ပြီးနောက်မှာတော့ဒီကရင်တိုင်းရင်းသားလေးကမထင်မှတ်ပဲတတိယဆုကိုစုခိုးသွားနိုင်ခဲ့ပါတယ်။ The Voice of Finland မှာ Grand Final ထိတက်လှမ်းဖို့ကမလွယ်ကူပေမဲ့ကိုစောရှိန်ကတော့တတိယဆုကိုတောင်ရသွားခဲ့တာပါ။ဝင်းနာဆုအထိရီမှန်းထားပေမဲ့လည်းအနည်းငယ်လိုအပ်ချက်တွေရှိနေတာကြောင့်တတိယဆုနဲ့ပဲကျင်းပလိုက်ရပါတယ်။ဥရောပနိုင်ငံကသချင်းဆိုပြိုင်ပွဲမှာတတိယဆုကိုရတာကလည်းမြင်မာတဲ့ဆုကြီးတစ်ခုဖြစ်ပါတယ်ရှင်။ကိုစောရှိန်ပြိုင်မဲ့နေ့မှာမြန်မာပရိသတ်တွေကလည်းအားပေးနေကြပြီးသူ့ကိုဝင်းနာဖြစ်မယ်လို့ပဲခံမှန်းခဲ့ကြတာပါ။တတိယဆုကိုရတဲ့အချိန်မှာလည်းကျင်းနေကြကဒီဆုကသူ့ဘဝအတွက်တစ်စစ်ချိုပြောင်းလဲသွားစေမယ့်ဆုကြီးဖြစ်လာတော့မှာပါ။ကိုစောရှိန်ကမြန်မာနိုင်ငံကမြောင်မြဇာတိကရင်တိုင်းရင်းသားဖြစ်ပြီးဖင်လန်နိုင်ငံကိုရောက်ရှိပြီးနောက်နေ့စဉ်ဘဝဝမ်းရေးအတွက်ဘိုးဘဆောက်ရှောက်ရေးလုပ်ငန်းမှာအလုပ်လုပ်ကိုင်နေတဲ့လူငယ်လေးဖြစ်ပါတယ်။အသက်အရွယ်ကြီးရင်းတဲ့အဖိုးအဖွားတွေကိုပြုစုရပြီးပြင်ပန်းတဲ့အလုပ်တစ်ခုပါ။ဒါပေမဲ့ကိုစောရှိန်ကအလုပ်လုပ်နေရင်းနဲ့လေသူဝါသနာပါတဲ့သချင်းတွေကိုအမြဲတမ်းသိဆိုလေးရှိပြီးတော့အဖိုးဖွားတွေကိုလည်းဆိုပြတတ်ပါတယ်။အလုပ်ကိုစေတနာထားပြီးသချင်းဆိုပြတာကိုအဖိုးဖွားတွေကကျေးဇူးတင်လို့တထေးကိုလည်းပြောပြကြတာပါ။အဲ့ဒီအချိန်တုန်းကသူကိုယ်တိုင်တောင်ဖင်လန်နိုင်ငံရဲ့အကြီးဆုံးသချင်းဆိုပြိုင်ပွဲမှာသချင်းဆိုခွင့်ရလိုက်မယ်လို့အိမ်မက်မမတ်ရဲခဲ့ပါဘူး။ကိုစောရှိန်ရဲ့ဘဝကိုတစ်စစ်ချိုပြောင်းလဲသွားစေခဲ့တာကတော့သူ့ရဲ့အလုပ်ရှင်တထေးကြောင့်ပါပဲ။တာမန်ဝါသနာရှင်အစ်စ်မဟုတ်ပဲထူးခြားတဲ့အတန်ပါရမီပါလာတဲ့ဆိုတာကိုတထေးဖြစ်သူကတတိထားမိသွားတာပါ။ဒါကြောင့်ကိုစောရှိန်ကိုယ်တိုင်တော့မသိလိုက်ပဲသူ့ရဲ့တထေးက The Voice of Finland ပြိုင်ပွဲကြီးမှာဝင်ရောက်ရှင်ပြိုင်ဖို့လျှို့ဝှက်လျှောက်ထားပေးလိုက်ပါတော့တယ်။ပြိုင်ပွဲကနေအကြောင်းကြားစာရောက်လာတဲ့အခါမှာတော့ကိုစောရှိန်တယောက်အံ့ဩဝမ်းသာဖြစ်ခဲ့ရတာပါ။နိုင်ငံရဲ့ချားမှာအလုံးလုံးရသူအတွက်တော့ဒီအခွင့်အရေးကဘဝမှာတစ်ချိန်သာရနိုင်မဲ့အခွင့်အရေးကြီးတစ်ခုဆိုတာကိုနားလည်လိုက်ပါတယ်။တချင်းဆဆိုလိုက်တဲ့အချိန်မှာတော့သူ့ရဲ့ထူးခြားတဲ့အတန်ပါဝါခန်းစားချက်အပြည့်ပါတဲ့တီဆိုဟန်တွေကြောင့်ဒိုင်၄ယောက်စလုံးကခလုတ်နှိပ်ပြီးလှည့်ကြည့်လာတဲ့အထိဆွမ်းဆောင်နိုင်ခဲ့ပါတယ်။ပြိုင်ပွဲအဆင့်ဆင့်ကိုအောင်မြင်စွာဖျက်ချော်လာခဲ့ပြီးနောက်မှာတော့ကိုစောရှိန်က The Voice of Finland ရဲ့ Grand Final အဆင့်ထိကိုဓာတ်ရိုက်တက်လှမ်းနိုင်ခဲ့တာပါ။ဥရောပနိုင်ငံရဲ့နိုင်ငံပိုင်ရုပ်သံကနေကျင်းပတဲ့အကြီးမားဆုံးပြိုင်ပွဲကြီးမှာနိုင်ငံသားတယောက်က Final ထိတက်လှမ်းနိုင်တယ်ဆိုတာဂုဏ်ယူစရာပါပဲ။ Final ပွဲစဉ်မှာကိုစောရှိန်ရဲ့အကောင်းဆုံးဖျော်ဖြေတင်ဆက်မှုတွေကိုပရိသတ်တွေကအားပေးခဲ့ကြတာပါ။နောက်ဆုံးမှာတော့ပထမဆုဝင်းနာမရခဲ့ပေမဲ့တတိယဆုကိုရယူနိုင်ခဲ့တာပါ။ဘာသာစကားမတူလူမျိုးမတူတဲ့နိုင်ငံတစ်ခုရဲ့မဲပေးရွေးချယ်မှုစနစ်မှာအခုလိုတတိယဆုကိုရရှိခဲ့တယ်ဆိုတာခက်ခဲစွာကြော်ဖြတ်ခဲ့ရတာပါ။သူ့ကိုဒီအနေထားထိရအောင်လမ်းစာဖွင့်ပေးခဲ့တဲ့အလုပ်ရှင်တထေးကိုရောသူ့ကိုအားပေးခဲ့ကြတဲ့ပရိသတ်တွေကိုပါကိုစောရှိန်ကကျေးဇူးတင်နေပါတယ်။ဝါသနာနဲ့အလုပ်ပေါ်မှာရိုးသားစွာအမြဲတမ်းစူးစမ်းနေမယ်ဆိုရင်ကန်တရားကမထင်မှတ်ထားတဲ့အချိန်မှာမျက်နှာသာပေးလိုက်နိုင်ပါတယ်။ကိုစောရှိန်တယောက်နိုင်ငံတကာကအသိမှတ်ပြုရတဲ့အနုပညာရှင်တယောက်ဖြစ်ရှေ့ဆက်ရှောင်လန်းနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်။ဆက်လက်ပြီး celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလုပ်ခဲ့ကြပါဦးနော်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။